ချုံနေစာမီဝဲဒုတိယအဆင့်ကစတင်ခဲ့ပြီမဲ့အချိန်45မိနစ်ပဲရတာဖြစ်လို့အဖွဲလိုက်ရှာနေလူတိုင်းအောင်ကြမှာမဟုတ်ပဲဆမ်မရိုင်းမလီစူပါကီကအရှင်ဆုံးလက်ကျန်ရှင်နိုဘီတယောက်ကိုကယ်တင်နိုင်လိုက်ပါတယ်။နာမီတာကတော့တောထဲမှာသူတို့ကိုတိုက်ခိုက်ဖို့ထားထားတဲ့ချုံနေမီရိုင်းကိုကယ်ရမဲ့လက်အောင်ငယ်သားအထင်နဲ့စကားတော့ပြောနေတဲ့အတွက်အထောက်ခံလိုက်ရပြီးအဲ့လိုဖြစ်ဆိုသူတွေကိုနှောက်ယှက်ဖို့အသင်ထားရှိထားတဲ့ချုံနေလည်းပဲရှင်နိုဘီတွေလည်းရှိနေကြတာဖြစ်ပါတယ်။တချို့အဖွဲ့တွေကလည်းအထောက်ခံရတွေးရတဲ့သူကိုလူကြနဲ့အကုန်ပြောင်းတော့ဖြစ်နေပြီမဲ့တကယ်တမ်းစူးစမ်းကယ်တင်နေကြတဲ့သူတွေလည်းရှိရတဲ့အတွက်ဆာမီဝဲ45မိနစ်ကထင်ထားတဲ့ခက်ခဲနေကြပြီးကယ်ရမဲ့သူကိုတွေးခဲ့ရင်တော့တယောက်ချင်းတဲထုတ်လာကြရမှာဖြစ်ပါတယ်။ရေထဲကိုရောက်သွားတဲ့ဘရူတူကတော့မွေတွေနဲ့ကံပါလုံးတဲ့ကောင်ဖြစ်လို့သူ့ရဲ့အကူညီနဲ့ပဲအေးအေးဆေးဆေးရှာတွေ့သွားခဲ့ပြီးနီးပညာပိုင်းတွဲကြည့်မိမယ်ကြက်ခိုင်မှုအားနေတဲ့ဒန်ဂီကလည်းအလေးဆုံးလက်အောက်နေတာကိုအသေးအတန်ကဲထုတ်လာခဲ့ရတာဖြစ်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ကြာရှုံးခဲ့တဲ့သူတွေလည်းရှိနေကြပြီဖြစ်ပြီးဆာရတာကလည်းသူ့ရဲ့ဘေးကလိုက်လာတဲ့မီဆူကီကဘရူတူကိုမတွေ့လေကိစ္စမရှိဘူးအရင်သွားနေမယ်လို့ပြောတဲ့အတွက်အကြောင်းဆောင်ထားတဲ့အတုဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်။ဘရူတူကလည်းရောက်ခန့်နေတဲ့အချိန်မှာခိုင်တူကသူ့ကိုယ်ပေါ်ကိုခြေရခံဆက်နဲ့စောင့်ကြည့်နေရဖြစ်လို့ကဲလာတဲ့လက်အောက်နေတာကိုလူယူခံလိုက်ရပြီမဲ့ရုတ်တရက်အေယာမဝဝင်းကိုလန့်ပြီးကြောက်တဲ့ဂျွန်းတို့ကျသွားခဲ့ပါတယ်။အခုချိန်သွားရင်မှီနိုင်သေးပြီမဲ့ဘရူတူကတော့ဒီအတိုင်းမထားခဲ့နိုင်တဲ့အတွက်အဆင်ပြေမပြေသွားမိလိုက်ပြီးပတ်တီးပါစီးပေးလိုက်ပါတယ်။တကယ်တော့ခိုင်တူကတကယ်မစ်ရှင်တွေမှာဆိုရင်အမြဲအောင်မြင်လေးရှိရဲ့လူတော်လေးဘရူတူကိုအားကျနေရဖြစ်ပြီးစက္ကန့်30ပဲကြံတဲ့ချိန်ဆာရတာကထွက်လာနိုင်ခဲ့ပြီမဲ့ဘရူတူကတော့ခိုင်တူကိုပါတဲလာနေရကြောင်းအပြင်ရောက်ဖို့ခြေတလန်းအလိုမှာကြာရှုံးသွားခဲ့ရတာဖြစ်ပါတယ်။အချိန်မီအောင်မြင်တဲ့သူ9ယောက်ထပ်ပေါ်လာခဲ့ပြီမဲ့ဒဏ်ရာရနေတဲ့ကိုရဲဘော်ကိုရန်သူနေမီထဲမှာဒီအတိုင်းမထားခဲ့ပဲကိုကျိုးစွန်ကယ်တင်မေးခဲ့တဲ့ဘရူတူကိုလည်းဒုတိယအဆင့်အောင်မြင်တဲ့အကြောင်းဆုံးဖြတ်ပေးလိုက်ပါတယ်။ချုံနေဖြစ်ပြီလို့ထင်လိုက်ကြပြီမဲ့တတိယအဆင့်ဆိုတာမရှိဘူးလို့ပဲပြောခဲ့တာဖြစ်ပြီးနောက်ဆုံးအဆင့်ကိုတော့တယောက်ချင်းရှင်ပြိုင်ကြရမှာဖြစ်လို့ကန်ဆိုရင်တသိန်းနဲ့ချင်းတငယ်ချင်းအချင်းချင်းလည်းပြန်လည်တက်ခိုက်ကြရမှာဖြစ်ပါတယ်။အဲဒါကြောင့်သူတို့ရဲ့9ယောက်ကပဲချုံနေဖြစ်ဖို့အခွင့်အရေးရှိမှာဖြစ်ပြီးပြိုင်ပွဲကိုတော့တပတ်ခါမှကျင်းပပေးမှာဖြစ်လို့မနေ့ပြန်တရက်ကိုတော့လေ့ကျင့်မှုနဲ့အနားယူပြင်ဆင်မှုအချိန်ပေးထားလိုက်ပါတယ်။နောက်နေ့မှာကြာရှုံးသွားတဲ့မက်တယ်လီကလည်းတူးတငယ်ချင်းတွေအတွက်ကုညီလေ့ကျင့်ပေးမယ့်အကြောင်းနဲ့ဒန်ဂီကလည်းကန်ကောင်းထောက်မှစွာနဲ့ဒီတစ်ခေါက်စာမေးပွဲမှာကိုယ်တိုင်တီထွင်ထားတဲ့သိပ္ပံပညာလက်နက်ကိုအသုံးပြုခွင့်ပေးထားတဲ့အကြောင်းသူတင်စီထားတဲ့အရာကိုထုတ်သုံးရတော့မှာဖြစ်ပါတယ်။သူနှင်းဖြစ်ပြီးသားရှိခတိုင်းကတော့တူးတငယ်ချင်းတွေကိုအသားကင်လိုက်ကျွေးနေတဲ့စာမေးပွဲမှာအစွမ်းကုန်စူးစမ်းနိုင်အောင်အားပေးစကားပြောခဲ့ပေမဲ့အင်နိုဂျီနဲ့ချူချူကတော့ရှိခတိုင်းကအခုချိန်ထိချူနှင်းအင်ကြီးကိုသူတို့ကြောင့်မဝေသေးရမှန်းသတိထားမိခဲ့ကြပါတယ်။တင်းတော်နီဖိုင်ရဲ့တဦးလေးတော့နောက်ဆုံးအဆင့်ကိုတက်ရောက်သွားတဲ့သူဟိုကီကလည်းဆန်ရဲ့လက်အောက်မှာအမ်ဘူလေ့ကျင့်ရေးတွေကိုအစွမ်းကုန်စူးစမ်းထားတဲ့အတွက်ချူနှင်းဖြစ်လာဖို့ယုံကြည်မှုရှိနေခဲ့တာဖြစ်ပါတယ်။ဝါဆာဘီနဲ့စူပါကီကလည်းလေ့ကျင့်နေကြတဲ့အချိန်တမနီတိုင်းပြည်ကနေခေါင်းဆောင်ရွေးချယ်ပွဲအတွက်ချူနှင်းအိတ်ဆန်ပြီးပြန်လာဖို့စာရောက်လာတဲ့အတွက်စူပါကီကတော့ပြောနေပေမဲ့ကျန်တဲ့နှစ်ယောက်ကတော့ဝမ်းနေနေကြတာဖြစ်ပါတယ်။ဆတ်စကေကတော့သူ့ရဲ့သမီးကိုတိုက်ပွဲတစ်ခုမစင်နွဲခင်မှာလူရောစိတ်ရောကိုကြိုတင်ပြင်ဆင်ထားရမယ့်အကြောင်းဆုံးမပေးခဲ့ပြီးကိုနိုဟာကန်နေနိုင်ငံမနှက်ဖြတ်မတိုင်ခင်အစင်းလေးဖြစ်နေဖို့ကိုနီကိုဟန်နဲ့လေ့ကျင့်နေကြတာဖြစ်ပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခံကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။အဲ့လိုနဲ့နောက်နေ့ချူနင်းစာမေးပွဲကိုသွားကန်ဒီဘရူဒိုစီကိုဟီမာဝါရီကရောက်လာခဲ့ပြီးသူ့တငယ်ချင်းတွေနဲ့နေညာလောက်တဲ့ကစားနေရချိန်မတင်ကားစရာကောင်းတဲ့လူတွေနောက်ကိုအဲဟိုနဲ့ယူအီနာကလိုက်သွားတာကြောင့်ဟီမာလီကစိတ်ပူနေရဖြစ်ပါတယ်။အဲဒါကြောင့်အကိုကြီးအဖရအနေနဲ့ဘရူဒိုကစာမေးပွဲမစခင်လိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးနယ်ရီတူကလည်းသူနဲ့အတူချူနင်းစာမေးပွဲနောက်ဆုံးအဆင့်ကိုအတူတူသွားကြည့်ဖို့ခါဝါကီကိုခေါ်ခဲ့လိုက်ပါတယ်။စာမေးပွဲနောက်ဆုံးအဆင့်စတဲ့အချိန်ထိတောင်ဘရူဒိုနဲ့မီဆူကီကရောက်မလာသေးပေမဲ့ပထမဆုံးပွဲစဉ်ကိုမဲနိုင်ဆုံးဖြတ်တဲ့အချိန်မှာတော့ဆိုင်ရဲ့သားတော်မောင်ယာမနာကအီနိုဂျီနဲ့ဆိုင်ရဲ့တပည့်ပဲဖြစ်တဲ့တာခဲတိုရီဟိုကီတို့ကရှင်မြန်ရရမှာဖြစ်ပါတယ်။ဘရူဒိုနဲ့မီဆူကီကဟီမာပြောတဲ့နေရာကိုရောက်လာတဲ့အချိန်လူတစုကအာမာတိုကိုအတင်းအကျပ်ရထားပေါ်တင်သွားတာကိုတွေ့လိုက်ရတဲ့အတွက်တက်လိုက်လာခဲ့ကြပြီးတစ်ဖက်မှာလည်းပထမဆုံးပွဲစဉ်ကစတင်နေပြီဖြစ်ပါတယ်။အီနိုဂျီကသူ့တိုက်နေကြပုံစံအတိုင်းတားရဲစာလိပ်တွေနဲ့ဇက်တိုက်ဖိထားပေမဲ့ဟိုကီရဲ့အဆိုင်ဂျူဆူတစ်ခွက်ကတိုက်ပွဲကွင်းမြင့်တစ်ခုလုံးကိုပါဖုံးကွယ်သွားပါတယ်။ဝင်ကဘာလိုဖြစ်နေတဲ့နေရာမှာအီနိုဂျီကလမ်းပြောင်းနေပေမဲ့မျက်လုံးနဲ့တစ်ခါမြင်မှုတဲ့အရာမှန်သမျှကိုဓာတ်ပုံမှတ်ဉာဏ်နဲ့လုံးဝမမေ့တဲ့ဟိုကီကတော့မြေပြင်အနေထားကိုအလွတ်မှတ်ပြီးအဝေးကနေအခွင့်တောင်တက်ခိုက်နေတဲ့အတွက်အီနိုဂျီကဘာမှမတတ်နိုင်ပဲဟိုကီလက်ခုပ်တွေကကြီးဖြစ်နေရပါတယ်။တမန်တဲ့ဟိုကီကြောင့်အီနိုဂျီအခက်တွေ့နေရကိုဆိုင်ကလည်းမြင်နေရပြီးအီနိုဂျီကသူ့မှာလေ့ကျင့်ထားတဲ့တခြားအကွက်တွေရှိပေမဲ့လက်ရှိတီနီယာရရောဒဏ်ရာရပါထုတ်သုံးလို့မဖြစ်နိုင်တဲ့အတွက်လေဘောကနေပဲတက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုကြိုတင်တွက်ဆထားတဲ့ဟိုကီကလည်းသူ့ရဲ့မြေတိုင်းနဲ့ဖျက်ဆီးတိုက်တဲ့အတွက်အင်နိုဂျီကလည်းတားရဲစာလေးကိုသုံးရင်းနဲ့နောက်တစ်ချိန်မျက်ခြေဖြတ်ပုံးနိုင်ခဲ့ပြီးအခုလိုချာကရာမလောက်တော့တဲ့အခြေအနေရဆိုရင်တခြားလှုပ်ဝက်ဂျူဆူတွေတက်သူ့အမေရဲ့စိတ်ကူးပြောင်းလဲခြင်းဂျူဆူကိုပဲသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကိုရိမ့်မိတဲ့ဟိုကီကလည်းအင်နိုဂျီရဲ့ဒေါသကိုစွတ်ပေးပေမဲ့လုံးဝထွက်မလာတာကြောင့်သူ့အပေါ်ဂျူဆူသုံးလို့မရအောင်ငြင်းငြင်းမနေပဲပတ်ပြင်းနေရင်ပကြီးစင်းနဲ့အရေးကိုတွေးလိုက်တဲ့ကြောင့်ဝင်တိုက်ပေမဲ့အဲ့ဒါကအင်နိုဂျီရဲ့ထောင်ချောက်ကြီးဖြစ်နေခဲ့ပါတယ်။တေချာအစီအစဉ်ချခဲ့တဲ့အီနိုဂျီကစိတ်ပြောင်းလဲခြင်းဂျူဆူကိုသုံးနိုင်သွားတာကြောင့်နိုင်သွားပြီလို့ထင်လိုက်ကြပေမဲ့ရုတ်တရက်ဟိုကီရဲ့စိတ်ကကြောက်စရာအသွင်မြင်ကိုပြောင်းလဲသွားခဲ့ပြီးအဲဒါကြောင့်ပဲအီနိုဂျီကလက်တကန်းအလိုမှာရှုံးနေသွားခဲ့ပါတယ်။အမ်မူတွေကအဖွဲသားတယောက်သာရန်သူလက်ထဲပါသွားခဲ့ရင်တရင်အချက်လက်တွေမပေါက်ကြအောင်ကြိုတင်လေ့ကျင့်ရတဲ့ခက်ခဲလုံးတဲ့ဂျူဆူကိုဂန်နေအရွယ်ပဲရှိသေးတဲ့ဟိုကီကတေချာလေ့ကျင့်ထားခဲ့တာကြောင့်စိတ်ပြောင်းလဲခြင်းဂျူဆူကိုခံနိုင်ရည်ရှိသွားခဲ့တာဖြစ်ပါတယ်။လေ့ကျင့်တာမှာအောင်မြင်စိတ်ကိုပါပျက်စီးပြီးယူသွားနိုင်တဲ့ဂျူဆူဖြစ်ပေမဲ့အကောင်းဆုံးပြင်ဆင်လာခဲ့တဲ့ဟိုကီကသူ့ဆရာရဲ့သားထူးချွန်တဲ့ရှီနိုဘီတယောက်ဖြစ်တဲ့အီနိုဂျီကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒုတိယမြောက်ပွဲစဉ်ကတော့ယူအီနိုအီဝါဘဲနဲ့အီဆူနိုဝါဆာဘီတို့ကရှင်မြန်တက်ခိုက်ရမှာဖြစ်ပေမဲ့ဘိုရိုတိုနဲ့မီဆူကီကတော့အခုချိန်ထိအာမာတိုကိုခေါ်သွားတဲ့သူတွေနောက်လိုက်နေကြအောင်ဖြစ်ပါတယ်။ဝါဆာဘီကသူတို့မျိုးနဲ့ကိုစားပြုချွန်းင်းတယောက်ဖြစ်ဖို့ရှင်မြန်ရမှာဖြစ်လို့သူ့ရဲ့အဖေနဲ့အမေပြင်အဖွားကပါလာရောက်အားပေးနေရဖြစ်ကြပြီးသူ့အဖွားကအီဆူနိုမျိုးနဲ့အစင်းစင်းလက်ဆင့်ကမ်းလာတဲ့ဒန်နာအီလာကျောင်းတော်ဖျားရဲ့အစွမ်းကိုသုံးနိုင်တဲ့ဂျူဆူကိုပါယူလာပေးခဲ့ပါတယ်။
ဒါပေမဲ့အဲ့ဒီဂျူဆူဆိုတာကအဖွားရဲ့စိတ်ကူးရင်ဂျူဆူလို့ပြောလို့ရအောင်အထိဘယ်သူမှသုံးခဲ့ဘူးတာမျိုးမရှိပဲအီဆူနိုလိုအားနေတဲ့မျိုးနွယ်စုထဲမှာဒီအရွယ်နဲ့ချွန်းင်းဖြစ်လာတဲ့သူတယောက်မှမရှိရဲ့ပြင်ဂျိုနင်းဆိုတာတော့မရှိဘူးသေးရကြောင်းဝါဆာဘီကသူ့ကိုအရန်မျှော်လင့်နေရဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒီစာမေးပွဲမှာပါနိုင်ုံနေမကသူ့ကိုဟိုကာကဲဖြစ်လာမဲ့သူလို့ပါတွတ်ပြောနေကြတဲ့ကြောင့်ဝါဆာဘီလည်းတဖြည်းဖြည်းစိတ်ညစ်လာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ပြိုင်ပွဲစတဲ့အချိန်ချွန်းင်းဖြစ်ပြီးသားရှင်ကီတို့ကလည်းပွဲကြီးဖို့အတွက်ဂါရာကလှုပ်လိုက်လို့ရောက်လာခဲ့ကြပါတယ်ဝါဆာဘီရဲ့မိဘတွေကဟိုကာကဲဖြစ်လာမဲ့သူလို့ဘေးကနေအော်ဟစ်အားပေးနေတဲ့အတွက်တကယ်ဟိုကာကဲဖြစ်ချင်တဲ့ဥပါပဲနဲ့အဲ့ဒါကိုလုံးဝစိတ်မဝင်စားတဲ့ဝါဆာဘီတို့ကစက်မတိုက်ပဲညှင်းခုန်နေကြတာကိုတွေ့လိုက်ကြပါတယ်အဲ့အချိန်ကျမှဝါဆာဘီကဟိုကာကဲဆိုတာကိုလုံးဝစိတ်မဝင်စားတဲ့အကြောင်းသူမိဘတွေသိသွားကြပြီးသူတို့လိုတာမန်မျိုးရိုးငယ်လေးကနေစဉ်းသက်လာတဲ့သူတယောက်ကဟိုကာကဲဖြစ်မလာနိုင်ဘူးဆိုတဲ့ဝါဆာဘီရဲ့စကားကိုလည်းသူ့အဖွားမကြောက်အောင်နားပိတ်ပေးထားလိုက်ရပါတယ်ဝါဆာဘီယူလာခဲ့ပြီမဲ့သူမယုံကြည်ရဲ့ဒဏ္ဍာရီလာကြောင်စာလေးကထွက်ကြလာခဲ့ပြီးသူ့အဖွားကတော့တစ်ပင်တစ်ပင်လောက်အိမ်လောက်တောင်ကြီးတစ်လုံးစာလောက်ကြီးမားတဲ့ကြောင်ရင်းတစ်ကောင်ဖြစ်အောင်လုပ်ပေးနိုင်တယ်လို့အမျိုးမျိုးပြောပြခဲ့တဲ့အတွက်ယုံနှန်းပုံမြင်နေလို့ပဲမှတ်ယူလိုက်တော့တာဖြစ်ပါတယ်။အီဝါဘေကတော့အဲ့လိုအိမ်မက်ကြီးကြီးမားမားတစ်ခုတောင်မရှိတဲ့သူကပြောတဲ့မျိုးရိုးနဲ့ရှီနိုဘီတွေကဟိုကာကဲဖြစ်မလာနိုင်ဘူးဆိုတဲ့စကားကိုလက်မခံပဲအခုချက်ချင်းဝါဆာဘီရဲ့ဘေးမှာတစ်ပင်တစ်ခုလောက်ကြီးမားတဲ့ကြောင်ရင်းပေါ်လာမယ်ဆိုရင်အိမ်မက်တွေဆိုတာဘလောက်ပဲယူးကြောင်ကြောင်နိုင်ပါစေဖြစ်လာနိုင်တယ်ဆိုတာတတ်သိပြမယ်အကြောင်းပြောပြလိုက်ပါတယ်။ပြီးရင်တော့မြေကြီးကိုအဆက်မပြတ်ထုပြီးရှိသမျှချာကရာနဲ့အေယာမကြောင်ရုပ်ထုကြီးကိုရအောင်လုပ်ရင်းနဲ့တစုံတစ်ခုကိုမစူးစမ်းကြည့်ပဲနဲ့လုံးဝမဖြစ်နိုင်ဘူးလို့လွယ်လွယ်လေးလက်မလျှော့ဖို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့ဘလောက်ပဲစူးစမ်းတိုင်းလဲကိုယ့်ရဲ့ရီမန်းချက်ပေါ်ယုံကြည်မှုမရှိဘူးဆိုရင်လုံးနိုင်မှာမဟုတ်ပဲအဲ့လိုမယုံလို့လေဝါဆာဘီကမအောင်မြင်ခဲ့တာဖြစ်တဲ့အကြောင်းနဲ့ဟိုကာကဲဖြစ်လာဖို့မိဘတွေကဘသူပဲဝါဆိုတာအရေးမကြီးပဲမစူးစမ်းတဲ့သူကတော့လုံးဝဟိုကာကဲဖြစ်လာမှာမဟုတ်တဲ့အတွက်သူကတော့အိမ်မက်ကိုမစွန့်လွတ်နိုင်တဲ့အကြောင်းပြောရင်းနဲ့အေယာမကြောင်ရုပ်ထုကြီးကိုရအောင်ပုံဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ဘေကလူတွေကတော့နားမလည်နိုင်မိမဲ့ချာကရာအားလုံးကိုရုပ်ထုလုပ်ဖို့တုံးလိုက်မိရဲ့ဤပါပဲဒုက္ခရောက်တော့မဲ့အချိန်မှာတငယ်ချင်းကိုကဲတင်ချင်းနဲ့စိတ်ကြောက်မဲ့ယုံကြည်ချက်အပြည့်နဲ့ဂျူဆူကိုတုံးလိုက်တဲ့အတွက်ဒန်နာအီလာကြောင်နှဖျားဂျူဆူကိုအောင်မြင်မြင်အသုံးပြုနိုင်လိုက်တာကိုတွေ့လိုက်ကြရပါတယ်။အဲကြောင့်မဲ့ဝါဆာဘီကသူ့အဖွားပြောတာကိုယုံကြည်သွားခဲ့ပြီးကိုယ့်ရဲ့အိမ်မက်ကိုမစွန့်လို့ဖို့အတွက်ဆက်လက်ရှင်ပြိုင်တော့မှဖြစ်ပေမဲ့အိမ်မက်ကိုလက်မလျှော့ပါဘူးဆိုတဲ့ယူအီနိုဤပါပဲကတော့ထထောင်မထနိုင်ပဲမှောက်သွားတဲ့အတွက်အနိုင်ရရှိတဲ့သူကဝါဆာဘီဖြစ်သွားခဲ့ပါတယ်။နေတိုတောင်မှခီဘာကိုချွန်းနေအိတ်ဆန်မှာအီပေါဝင်နိုင်လာတာဖြစ်လို့ဘလို့ပဲနိုင်ရလက်ကတော့မပြောင်းသွားပဲတစ်ဖက်ကဘရိုတိုနဲ့မီဆူကီကလည်းအာမာဒိုကိုပြန်ပြီးဆွဲသွားကြတဲ့နေရာစီရောက်လာကြပြီဖြစ်ပါတယ်ချွန်းနေအိတ်ဆန်မှာလည်းကင်ကောင်းတော်နဲ့သူတို့နာမည်တွေကအနှိုက်မခံရသေးလို့အပယ်မခံကြရသေးပဲနောက်ထပ်ရှင်ပြန်ရမယ့်သူတွေကတိုက်တိုက်ဆက်ဆန်ဥချီယာဆာရတာနဲ့အာခီမီဂျီချူချူတို့တငယ်ချင်းအရေးကြီးနှစ်ယောက်ဖြစ်နေခဲ့ပါတယ်အချစ်ဆုံးတငယ်ချင်းတွေဖြစ်နေတဲ့အတွက်နှစ်ယောက်သားအတီပေါက်တိုက်ခိုက်နိုင်မှာမလားဆိုတာကိုလူတိုင်းကစိတ်ဝင်စားနေကြပြီရှီကာတိုင်းနဲ့တူတူချွန်းနေအင်ကြီးဝင့်မယ်လို့ခတိပေးထားတဲ့ချူချူကတော့ဆာရတာကိုအနိုင်ရအောင်ရှင်ပြိုင်မှုဆုံးဖြတ်လိုက်ပါတယ်ရှင်ကီကလည်းရောက်ကြတဲ့ကသူ့သတင်းတွေကြားထားတဲ့ခါဝါကီကိုမျက်စိတောက်ကြည့်နေရကြောင်းပြိုင်ပွဲကိုဆက်မကြည့်တော့ပဲထွက်သွားမယ်လို့ရှင်ကီကတားဆီးလိုက်ပါတယ်။ချွန်းနေစာမေးပွဲကိုရှော့မတွက်ဖို့နဲ့လက်ရှိပွဲစဉ်တွေကိုလည်းကြီးတင်တယ်လို့ပြောပေမဲ့ဘသူ့မှာဂီယူမဆိုင်တဲ့နှစ်ကောင်ဖြစ်နေရကြောင်းစကားနဲ့ပြောလို့မပြီးသွားပဲ။ခါမှမရှိတဲ့ခါဝါကီကသူ့တခါမှမမြင်ဘူးတဲ့ရှင်ကီရဲ့တန်တဲတွေအောက်မှာချက်ချင်းအရေးနိုင်သွားခဲ့ပါတယ်။မကျင်တတ်ပေမဲ့ရှင်ကီကလည်းလုံးဝရှော့တွက်လို့မရတာကြောင့်ပြန်သွားကြည့်ဖို့ပဲဆုံးဖြတ်လိုက်ပြီးပြိုင်ပွဲကွင်းမြင့်ထဲမှာလည်းတငယ်ချင်းနှစ်ယောက်ကလုံးဝအရှော့မပေးပဲစတင်တက်ခိုက်ကြဖို့ပြင်ဆင်လိုက်ပါတယ်။ဒါကတော့ဘရိုတိုအပိုင်း83ဖြစ်ပြီးအပိုင်း84ကိုနောက်နေ့မှတင်ပြသွားမှာမို့လို့like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အခုလို recap တွေကိုမြန်မာစာရင်းထိုးနဲ့ကြည့်ချင်နေဆိုရင် Telegram မှာ Geo Anime ခွန်သုံးလုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်